အားတို့သမီးတို့အားလုံးပဲမင်္ဂလာပါနော်ဒီကနေ့ဆရာမကဒီကနေ့မင်္ဂလာနံနက်ခင်းလေးမှာညဝတ်ပြီးမှကတော့မင်္ဂလာကြပြလေးတွေဖြစ်ပါတယ်နော်ဒါတို့သမီးတို့ရေမင်္ဂလာတရားတော်အကြောင်းကိုဒီလက်ပြမအပေါင်းကဘယ်ဟာကမင်္ဂလာစစ်လဲနော်စားလို့ကောင်းတာမင်္ဂလာလားအိမ်လို့ကောင်းတာမင်္ဂလာလားနော်သူတို့အတွက်ကောင်းတာတွေကိုသူတို့ကမင်္ဂလာလို့သတ်မှတ်ကြတာပေါ့အစားမတ်တဲ့သူကစားကျင်တဲ့အချိန်မှာစားကျင်တာတွေစားရရင်မင်္ဂလာပဲပေါ့အိမ်မက်တဲ့လူကအိတ်ချင်တဲ့အချိန်မှာအိတ်ကောင်းခြင်းနဲ့အိတ်ရတာဟာမင်္ဂလာပဲပေါ့နော်ဒီလိုပုံစံနဲ့မင်္ဂလာဘယ်လိုတွေလဲဆိုတာကိုအပြိုင်ဆိုင်ရင်းခုံနဲ့ပြောဆိုကြတယ်တဲ့အဲ့ဒီမင်္ဂလာလေးတွေကိုမင်္ဂလာကြပြလေးတွေဖြစ်ပေါ်လာတယ်မင်္ဂလာတရား30နဲ့မှ10ပါးရှိတယ်ဆိုတဲ့အကြောင်းမင်္ဂလာတရား38ပါးကိုမင်္ဂလာကြပြလေး38ပုံနဲ့ဆရာမကအားတို့သမီးတို့တွေကိုမျှဝေသွားမှာဖြစ်ပါတယ်နော်ကဲမင်္ဂလာကြပြလေးမှာဘယ်လိုအကြောင်းအရာကြောင့်ဒီမင်္ဂလာကြပြလေးပေါ်ပေါက်လာတာလဲဆိုတဲ့ပထမဦးဆုံးကြပြလေးနော်38ပြားမင်္ဂလာတရားကိုလက်လူအများကြံစည်ပြီးဘယ်ချင်းဘယ်ဟာမင်္ဂလာစေဟုဒေချာစစ်မြစ်မတိပြီး12နှစ်တိုင်းနှုတ်ပြိုင်ရင်လို့မင်္ဂလာအခင်းမပြီးပြီးမင်္ဂလာတရားဝါဒများကွဲပြားတဲ့လူတွေအဲ့ဒါကြောင့်ကြံကြစီကြမင်္ဂလာပတ်ကပ္ပမင်္ဂလာတွေကဲကြံကြစီကြကပ္ပမင်္ဂလာတွေတဲ့မင်္ဂလာတရားဟာဘယ်ဟာမင်္ဂလာဆိုတာကိုဒီလိုပုံစံမျိုးနဲ့ညင်းခုန်ပြုတ်ခဲ့ကြတာဘယ်နှစ်နှစ်လဲဆိုရင်12နှစ်တိုင်တိုင်ညင်းခဲ့ကြတယ်တဲ့အဲ့ဒီလိုညင်းခုန်နေပြုတ်ပြီးတော့မှမင်္ဂလာတရားဟာဘာလဲဘာကမင်္ဂလာအစစ်လဲဆိုတာကိုကွဲပြားမသိလို့ပြန်ကြပြီစီကြပြီဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးနဲ့ဟိုအပေါင်းကပြန်စီကြတယ်အဲ့ဒီလိုပြန်စီပြီးနောက်ဆုံးမှာတော့ဘုရားရှင်စီကိုရောက်လာကြတာပေါ့နော်ကဲနောက်တစ်ခါလောက်ဆိုကြည့်ပါဦး38ဖြာမင်္ဂလာတရားကိုလက်လူအများကြံစည်ပြီးဘယ်ချင်းဘယ်ဟာမင်္ဂလာစေဟုဒေချာစစ်မြစ်မတိပြီး12နှစ်တိုင်းနှုတ်ပြိုင်ရင်းလို့မင်္ဂလာခင်းမပြီးပြီးမင်္ဂလာတရားဝါဒများကွဲပြားတဲ့လူတွေအဲ့ဒါကြောင့်ကြံကြစီကြကပ္ပမင်္ဂလာတွေကဲကျင်းစင်နဲ့မင်္ဂလာကြပြလေးဘယ်လိုပေါ်ပေါက်လာလဲဆိုတာကိုနောက်ဗီဒီယိုထဲမှာဆရာမကနောက်ထပ်ဗီဒီယိုလေးထဲမှာမင်္ဂလာကြပြတစ်ပုဒ်ကိုထပ်ပြီးတော့မျှဝေပါမယ်နော်အားလုံးပဲမင်္ဂလာနံနက်ခင်းပါရှင်ဒီကင်းလို့ရန်ရှင်းကြပါစေအနေနဲ့တွေ့ကနေပြီးတော့ကြော်လာနိုင်ပါစေမင်္ဂလာကြပြလေးတွေလည်းအတူတူဆိုကြရအောင်နော်ရကြမယ်လို့ထင်ပါတယ်ပပနမီလေးတွေမင်္ဂလာကြပြလေးတွေနေ့စဉ်နေ့တိုင်းရွတ်ဖတ်မယ်နံနက်တိုင်းမျက်နှာတက်တာနဲ့ပါအောင်ဆိုမလဲဗုဒ္ဓံတရဏံကိစ္ဆာမိနော်နေ့လေမျက်နှာတက်ပြီးတော့ထမင်းစားတော့မယ်ဆိုရင်လေထမင်းပကံလေးကိုကိုင်ပြီးဗုဒ္ဓံတရဏံကိစ္ဆာမိရေချိုးမယ်ဆိုဗုဒ္ဓံတရဏံကိစ္ဆာမိစာလုပ်တော့မယ်ဆိုရင်လည်းစာအုပ်လေးကိုကိုင်းပြီးဗုဒ္ဓံတရဏံကိစ္ဆာမိဒီလိုပုံစံလေးနဲ့ဒါတို့သမီးတို့တွေကဘုရားရဲ့ဂုဏ်တော်လေးကိုပွားများမယ်မင်္ဂလာကြပြလေးတွေရွတ်ဆိုကြရအောင်မင်္ဂလာပါရှင်